ပြောင်းဖူးစိုက်ခင်းလေးတစ်ခေါက်ပြန်ရောက်ပြီးအခြေအနေကတော့တိုးတက်ကုန်ပြီအခြေအနေကဒီလိုမျိုးတွေဖြစ်ကုန်ပြီပြောင်းဖူးတွေကထွက်လာကုန်ပြီမြန်ဒီမှာဆိုရင်ဒါအဖြူအပင်ပေါ့နော်ဒီကအနီရောင်မတူဘူးတော့ဒီမှာလည်းအဖြူရယ်အနီရယ်ဒီလိုမျိုးပေါက်နေတယ်ဒါကျမရဲ့ငါချိတ်ပြောင်းဖူးခင်းလေးကလေးတွေအရန်ကြိုက်တော့စိုက်ထားပေးတာအရန်လည်းဂရုစိုက်စရာမလိုဘူးမြက်ဒီတောထဲမှာဒီတိုင်းပဲစိုက်လိုက်တာမြက်လည်းမနှုတ်ပေးဘူးတို့ကသူတော့ကောင်းလာတာပဲကောင်းလာနေကြပြီโอ้ยဒီဖက်မှာတပင်ထဲပဲဒီလောက်တော့မှကြီးနေပြီဒါကြီးကဒီတပင်တေးလေးတော့မှအတီးလာတယ်တော့ဟဲ့ဒီကောင်ကအရှိဆုံး